အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YMP ရဲ့ချစ်ညီကိုအတွက် free တိုက်ရွေးချက်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနေ့ရဲ့ free တိုက်ရွေးချက်မှုကြောင့်ကိုအရင်ပြောခင်ရောင်းဝယ်ဝယ်ယူခြင်းတဲ့ညီကိုများအတွက်ဒီနေ့မှာရောင်းဝယ်ထုတ်ပေးထားရဲ့ဝယ်ယူခြင်းတဲ့ညီကိုများအနေနဲ့39 959 296ခုပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ free တိုက်ရွေးချက်မှုကြောင့်လည်းစပြောလဲအောင်ဒီနေ့ရဲ့ free တိုက်ဖြစ်ရွေးချက်ထားတဲ့ပွဲစဉ်ကဆယ်တာဗီကိုနဲ့ဗီရဲပွဲစဉ်လေးကိုရွေးချက်ပေးထားတယ်။လက်ရှိဗီရဲကအဝေးကွင်းကနေတရေ30ဆိုဝဲခြေတန်းပေါက်ပေးထားတယ်။ဒီပွဲစဉ်အကြောင်းကိုအရင်ပြောခင်သိထားတဲ့အချက်တစ်ချက်ကခြေတန်းတစ်တန်းကပေးရမယ့်ခြေတန်းထက်တိတိတသာအများကြီးပိုပေးလာရဆိုရင်အိုက်ခြေတန်းကထိုးသားတွေအပေါ်ကြီးကိုမနေရဲအောင်ပထုတ်ထားတဲ့ခြေတန်းလည်းဖြစ်နိုင်သလိုထိုးသားတွေအပေါ်ကြီးကိုနေခြင်းအောင်မျှခေါ်ထားတဲ့ခြေတန်းလည်းဖြစ်နိုင်တယ်။အဲ့လိုပဲခြေတန်းတစ်တန်းကပေးရမယ့်ခြေတန်းထက်တိတိတသာအများကြီးရော့ပေးလာရဆိုရင်ရှေ့မှာပြောခဲ့သလိုပဲဒီခြေတန်းကထိုးသားတွေအပေါ်ကြီးကိုနေခြင်းအောင်မျှခေါ်ထားတဲ့ခြေတန်းလည်းဖြစ်နိုင်သလိုထိုးသားတွေအပေါ်ကြီးကိုမနေရဲအောင်ပထုတ်ထားတဲ့ခြေတန်းလည်းဖြစ်နိုင်တယ်အဲ့တော့ယူရဲနဲ့ဆက်တာဗီကိုပထမကြော်ယူရဲကွင်းမှာတုန်းကယူရဲကဆက်တာကိုအိမ်ဝင်းရနေတူပလက်80ဆိုဝဲခြေတန်းပေါက်ပြီးခဲ့တယ်အဲ့ခြေတန်းကိုယူရဲအဝေးကွင်းချင်းနဲ့တွက်မယ်ဆိုရင်ယူရဲဒီနေ့ပွဲစဉ်မှာ1-20ဆိုဝဲခြေတန်းပေါက်ပေးရလိမ့်မယ်အခုယူရဲပေါက်ပေးထားတဲ့တရေ30ဆိုဝဲခြေတန်းကပေးရမယ်ခြေတန်းထက်ကိုတိတိတသာကြီးပြား190လောက်ရော့နေတဲ့အတွက်လက်ရှိယူရဲပေးထားတဲ့ခြေတန်းကထိုးသားတွေယူရဲကိုမနေရဲအောင်ပထုတ်ထားတဲ့ခြေတန်းဖြစ်နိုင်မလားဒါမှမဟုတ်ထိုးသားတွေယူရဲကိုနေကြအောင်မျှခေါ်ထားတဲ့ခြေတန်းဖြစ်မနိုင်မလားဆိုတာကိုသိထားဖို့လိုအပ်တယ်YMP ကတော့လက်ရှိယူရဲပေးထားတဲ့ခြေတန်းကထိုးသားတွေယူရဲကိုမနေရဲအောင်ပထုတ်ထားတဲ့ခြေတန်းလို့ YMP ကတော့ယူဆတယ်။ဘာဖြစ်လို့ဒီလိုယူဆလဲဆိုရင်အခုဒီပုံစံမျိုးနဲ့ပုံစံတူမနစ်ကရသည်ဘီလာယူရဲနဲ့ပွဲစဉ်မှာတုန်းကယူရဲကအိမ်ခွင့်မှာဘီလာယူရဲကိုတူပလက်90ဆိုဝဲခြေတန်းပေါက်ပေးခဲ့တယ်။အဲ့ခြေတန်းကိုယူရဲအဝေးခွင့်ချင်းနဲ့တွက်မယ်ဆိုရင်ယူရဲအဝေးခွင့်မှာဆိုရင်1-50ဆိုဝဲခြေတန်းပေါက်ပေးရလိမ့်မယ်။ဒါပေမဲ့ယူရဲကအဲ့ဒီပွဲစဉ်မှာဗီလာရွက်ကိုအဝေးကွင်းကနေ1-50ဆိုဝဲခြေတန်းမပေးပဲတရေ90ရှုံးဆိုဝဲခြေတန်းပေါက်ပေးပြီးတော့1-2ဆိုဝဲရတယ်နဲ့ကြီးအောင်ခဲ့တာပါအဲ့တော့အခုယူရက်ကစက်တာဗီကိုနဲ့ပွဲစဉ်မှာဗီလာရွက်နဲ့မနက်ကဗီလာရွက်နဲ့ပွဲစဉ်ကပုံစံတူမျိုးပြီးလာတဲ့အတွက်လက်ရှိယူရက်ပြီးထားတဲ့ခြေတန်းကထိုးသားတွေယူရက်ကိုမနေရဲအောင်ပထုတ်ထားတဲ့ခြေတန်းလို့ YMP ကတော့ယူဆရတဲ့အတွက်တလောကလုံးစက်တာဗီကိုဖြစ်နေတဲ့အချိန်မှာ YMP ကတော့UF body လေးကိုပဲဒီနေ့ရဲ့ free type ဖြစ်ရွေးချက်ပေးလိုက်ပါတယ် YMP ရဲ့ချစ်ညီကိုများအားလုံးလည်းအဆင်ပြေကြပါစေရောင်မောက်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 959 296ခုပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ် YMP ကိုအားပေးတဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်